မင်္ဂလာပါရှင်စုဒီတခါလောက်ပြမှာကကြတော့ပိုးဒီလုံးလေးပေါ့နော်ဒီကောင်လေးကရမုံပေါ်မှာအလှတက်မှာပေါ့နော်ကျယ်ဒီကွင်းနဲ့ကိုကအစုံလိုက်လိုချင်တယ်ဆိုလို့ရှိရင်เนาะပစင်းကောင်းအရင်ထိုးပေါ့နော်ပစင်းကောင်းထိုးပြီးတော့မှဒီစကီအတိုင်းခြံပေါ့နော်အဲ့ဆိုလို့ရှိရင်ရမယ်ကျယ်ဒီကွင်း site ကကြတော့ကိုသုံးမဲ့ကွင်း site ပေါ်မူတည်ပြီးတော့ခြံပေါ့နော်တကယ်လို့ဒီလိုမျိုးတစ်ချမ်းနဲ့သုံးမှာဆိုလို့ရှိရင်တော့ကိုသုံးမဲ့ကျယ်ဒီကွင်း site ကိုအရင်ချိန်ပြီးတော့မှခွင်းအကျယ်ကိုခြံပါကျိုးအရှိလေးကတော့ဒါ73 14လောက်ရှိရဆိုလို့ရှိရင်ဒီကောင်ခွင်းကိုလှုပ်လို့ရပါတယ်အဲ့တော့အခုစုကဒီမှာဒီဘက်ခြမ်းမှာကျန်တဲ့ကျိုးအတူပေါ့နော်အတူတစ်ချမ်းရဲ့ဒီဘက်မှာအရှိတစ်ချမ်းရဲ့ဆိုပြီးတော့ရှိမယ်ဒီအတူလေးကိုဒီကျိုးအရှိရပေါ့နော်ကျိုးအတူလေးကိုသွားပြီးတော့ခောက်ထုံးလေးတွေဖြစ်အောင်လို့အခုလိုမျိုးလေးတွေချီမှာပါနော်ခွင်းလေးတွေကိုတစ်ဆိုင်နဲ့တစ်ဆိုင်ညီအောင်ဆိုလို့ရှိရင်လက်ကအစိတ်အကျဲညီအောင်ဆိုလို့ရှိရင်တအားလည်းမတင်းနဲ့တအားလည်းရော့ရော့ကြီးလည်းမထားနဲ့ပေါ့နော်တစ်ဆိုင်နဲ့တစ်ဆိုင်ညီညီလေးတွေရဖို့လက်ကလေးနဲ့အခုလိုမျိုးလေးကျိုးလေးကိုခောက်ထုံးလေးတွေဖြစ်အောင်လို့ခြီသွားမှာပေါ့နော်ကျိုးကောက်လေးတွေကကြတော့ကိုကလက်ကဖွက်ဖွာလေးကင်လိုက်လို့ရှိရင်ပထမတစ်ခေါက်ထက်နောက်တစ်ခေါက်ကပို့ပြီးတော့ကြီးသွားတတ်တယ်အဲ့တော့ cycle လေးညီအောင်เนาะလက်ညှိုးလက်မလေးတုံးပြီးတော့ဒီကောင်လေးကိုညီအောင်လို့ထိန်းနေမယ်အဲ့လိုမျိုးကျိုးကိုခောက်နေရင်တန်လန်းနဲ့စုလို့ရဲ့ကျိုးအတူလေးပေါ့နော်ကျိုးအတူလေးကိုချုပ်ရိုးချောင်းတွေလိမ်မသွားအောင်လဲတစ်ချက်သတိထားပေးပါနော်ကျိုးအပြားလိုက်လေးပေါ်မှာကိုကအပြားလေးပေါ်မှာဒုလေးယူပြီးတော့ဒီပြက်ကလေးပေါ်မှာဒါလေးတွေကိုကျိုးခေါက်လေးတွေကိုခောက်လိုက်တာပေါ့နော်ကျိုးခေါက်လေးတွေခောက်မယ်ဘယ်နှခေါက်ခောက်မလဲဆိုတာကြတော့ကိုကအများကြီးလိုချင်တယ်ဆိုလို့ရှိရင်เนาะအခောက်ရည်အများကြီးသုံးပေါ့နော်ဒီထက်ကျိုးရှည်ကြီးသုံးရမယ်ဆိုတော့အခုဒီအနေထားလောက်ကိုအရန်ရှည်ကြီးမသုံးချင်တဲ့အတွက်ကြောင့်မို့လို့ဒီလောက်မှာခဏရက်လိုက်မယ်ပေါ့နော်ရက်လိုက်မယ်အဲ့တော့အထုံးလေးရဲ့အောက်မှာဘယ်လောက်ကြံလဲ9ခုရစ်လိုက်တယ်ပေါ့နော်စု9ခုရစ်လိုက်ပြီးသွားတဲ့နောက်မှာကြံနေတဲ့2လက်မနဲ့တစ်စိတ်လောက်ပေါ့2လက်မနဲ့တစ်စိတ်လောက်ကိုစုဒီကောင်လေးကိုပြန်ပြီးတော့အနားသားလေးအထည့်ကိုပြန်ထည့်ပြရမယ်ပေါ့နော်အဲ့တော့စုတို့က3လက်မကျိုးပေါ်မှာဒီအခောက်ကလေးတွေကျိုးလေးတွေပေါ့နော်ကျိုးထုံးလေးတွေထုံးလိုက်တာ9ထုံးထုံးလိုက်တာ1လက်မစာလောက်ဖြတ်ကုန်သွားတယ်ဆိုတဲ့သဘောပေါ့နော်1လက်မလောက်ဖြတ်ကုန်သွားတယ်ကြံနေတဲ့2လက်မကိုနော်ကြီးကြံနေတဲ့2လက်မလေးကိုအနားအစာသွတ်ပြီးသွားတဲ့အခါကျလို့ရှိရင်ခရုကွေလေးလိမ့်မယ်ခရုကွေလေးပတ်မယ်အဲ့ဒါကဇာကနာမရှိဘူးဆိုလို့ရှိရင်လည်းအခုပုံမှာပြထားတယ်လို့လက်နဲ့ကင်လို့ရတယ်လက်နဲ့ကင်တဲ့အခါကျတော့တစ်ခါလေကြလို့ရှိရင်လေအခွေသေးတဲ့ခါကျရင်လက်ထဲမှာထိန်းထားရင်တန်လန်နဲ့ပြည်သွားတာမျိုးတွေတော့ရှိတတ်တယ်ကိုကတေချာသတိထားပြီးတော့ထိန်းပေါ့နော်ဇာကနာသုံးပြီးတော့လုပ်မယ်ဆိုလို့ရှိရင်လည်းရတယ်အခုဒီမှာတော့ဇာကနာမပါပဲလုပ်တဲ့ပုံစံလေးလုပ်ပြထားတယ်အဲ့တော့စုကပုံနေတဲ့ကျိုးနှစ်လက်မလေးကိုအခုလိုမျိုးခွေလိုက်ပြီးဟေ့ဆိုတဲ့ခါကျလို့ရှိရင်ခုနကတော့အထုံးလေးတွေကအခွေလေးရဲ့ဘေးပတ်လည်မှာပေါ့နော်ရံပြီးသားဖြစ်သွားတယ်ပေါ့နော်ရံပြီးသားဖြစ်သွားတယ်အဲ့တော့ဒီကျိုးကိုကမလှပက်ချမ်းကနေပြီးတော့ဒီမှာအလှပက်ဆိုလို့ရှိရင်ဒီလိုပုံစံလေးပေါ့ကွာမလှပက်ချမ်းကနေပြီးတော့ကျိုးကိုတတွဲတဲ့ဖြစ်အောင်လို့တွဲပေးရမယ်တတွဲတဲ့ဖြစ်အောင်တွဲပေးရမယ်ဆိုတော့ခရုခွေဒီလဲနှလမခွေထားတဲ့ခရုခွေဒီလဲခိုင်ရမယ်ပြီးသွားလို့ရှိရင်အပြင်ကနေပြီးတော့ရံပြီးတော့ပတ်ထားတဲ့ဒီပိုးဒီလုံးပုံစံမျိုးလေးဖြစ်အောင်လို့ရံထားတဲ့ဒီကျိုးထုံးလေးတွေနဲ့လည်းတစ်ခါတည်းတွဲပြီးရမယ်ပေါ့နော်အဲ့တော့ဒီအချက်ကခရုခွေအတွက်တစ်ခုတည်းခိုင်ုံနဲ့မရဘူးအပြင်ကရန်ထားတဲ့ဒီကျိုးထုံးလေးတွေနဲ့ပါတပူးတွဲတဲ့ဖြစ်နေအောင်လို့ခြိပြောက်လေးတွေတုပ်ပြရမှာပေါ့နော်အဲ့တော့အခုအရင်ဦးဆုံးဒီမှာစုဒီအချီကနဲနေပြီအချီနဲနေပြီဆိုတဲ့အခါကျတော့ဒီဟာလေးကိုခြီအစတက်မယ်ပြီးတော့မှဒီဘက်ဘေးကအထုံးလေးတွေနဲ့ပေါ့နော်တခါတည်းပြန်ပြီးတော့ထပ်တွဲမယ်ခြီအစသိမ့်တဲ့အခါကြလို့ရှိရင်လည်းခြီအစကို2နေရာ3နေရာလောက်ပေါ့နော်ခြီလေးကိုတည်တည်ချာချာအထဲကိုထည့်ပြီးတော့မှခြီအနားစတက်ပြီးပါခြီစားတွေအပြင်ကိုပြန်ထွက်လာမှာဆိုလို့ပေါ့နော်အခုဒီမှာဆိုလို့ရှိရင်တော့ဒီအခွေလုံးလေးရပြီအဲ့အခွေလုံးလေးရနေတဲ့ဥစ္စာကိုအချီထပ်ပြီးတော့ခိုင်အောင်လို့ထပ်တုံးမယ်တုတ်တယ်ဆိုတဲ့အခါကြလို့ရှိရင်ဒီကျိုးကိုတအားကြီးတင်းအောင်တော့မဆွဲနဲ့ပေါ့နော်တအားကြီးတင်းအောင်ဆွဲတဲ့အခါကြလို့ရှိရင်ဒီခရုခွေလေးလည်းပုံပြတ်မယ်ပြီးသွားလို့ရှိရင်ကိုအလှဆင်ခြင်းနဲ့ဘေးကဖောင်းကြွလေးတွေလည်းပြတ်သွားမယ်ပေါ့နော်အဲ့တော့ကျိုးကတော့အလိုက်တင်လေးပဲထိန်းပြီးတော့ဆွဲပြီးပါဒီအပွင့်လေးတွေအဖောင်းလေးတွေကပိန်ရှုံဆိုလို့ရှိရင်စုလို့မလှဘူးလေနော်အဲ့ဒီအတွက်ကြောင့်မို့လို့ခ
ခရုခွေကိုတေချာခိုင်အောင်တုပ်ပြီးသွားပြီဆိုတဲ့အခါကြလို့ရှိရင်เนาะဒုတိယအဆင့်ကခရုခွေနဲ့ဒီဘေးနားကအလှဆင်ထားတဲ့အတုံးဒီအခောက်လေးတွေပေါ့နော်ကျိုးခောက်လေးတွေကျိုးထုံးလေးတွေနဲ့ကိုတသားတည်းဖြစ်အောင်လို့မလှပက်ချမ်းနေပြီးတော့ချီပြောက်လေးတွေတုပ်မယ်ချီပြောက်လေးတွေတုပ်တဲ့အခါကြလို့ရှိရင်တထုံးကိုပေါ့နော်အခောက်လေးတထုံးကိုတစ်ခုတုပ်လဲရပါတယ်ဒါမှမဟုတ်လို့ကိုကတစ်ခုကျော်တုပ်ချင်တယ်ဆိုလို့ရှိရင်လည်း3ချက်လောက်တုပ်ပြီးတော့ချီကိုလက်စားတက်လို့ရတယ်ပေါ့နော်အဲ့တော့ဒီကောင်လေးကအခုဒီလိုပုံစံလေးရပါပြီသူကခွေလိုက်တဲ့အခါကျလို့ရှိရင်ဒီကျစ်ဆန်လေးလိုမျိုးလေးကျစ်ဆန်မီလေးကျစ်ထားတယ်လို့မျိုးလေးအရစ်ရစ်လေးတွေဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီကောင်ပိုနေတဲ့ကြိုးစားကိုကြတော့စုကပိုနေတဲ့ကြိုးစားကတခြားထပ်ပြီးတော့သုံးစရာမရှိတော့တဲ့အတွက်ကြောင့်မို့လို့ဒီကောင်ကိုဖြတ်လိုက်မယ်ဖြတ်လိုက်ပြီးသွားပြီဆိုလို့ရှိရင်အောက်ခြေမှာခိုင်အောင်လို့ပြန်ပြီးတော့တုပ်ပြီးမယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်စုကိုဒီကောင်ကိုခိုင်အောင်တုပ်လိုက်ပြီဆိုလို့ရှိရင်ဒီကောင်လေးရပြီပေါ့နော်အဲ့တော့ကိုကဇုံလိုက်လိုချင်တယ်ဆိုရင်တော့ပစင်းကောင်းအရင်ထိုးပြီးသွားလို့ရှိရင်ပစင်းကောင်းရဲ့ဘယ်ညာမှာကျိုးတူဒီ3လက်မရှိရမယ်เนาะကျိုးတူဒီ3လက်မရှိရမယ်ကျိုးရှည်လေးဆိုလို့ရှိရင်လည်းအနည်းဆုံး6လက်မဝန်းကျင်လောက်ကြံမယ်ဆိုလို့ရှိရင်ဒီကောင်ကိုထိုးလို့ရပါတယ်เนาะဒါကိုစုံပုံစံထိုးလို့ရတယ်အခုစုကကြတော့ဒီကောင်ကိုရင်မုံပုံစံအပေါ်မှာတချမ်းနဲ့အလှသုံးတဲ့အနေနဲ့သုံးပါဆိုတော့ဒီလိုပုံစံမျိုးလေးထွက်ပါတယ်เนาะခယူခွေလိုမျိုးပုံစံလေးနဲ့ဒီပိုးကောင်လေးခွေနေတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့တော့စုကဒီကောင်လေးကိုပိုးဒီတုံးလေးလို့နာမည်ပေးထားတယ်အဲ့တော့ဒီဟာလေးကလွယ်ပါတယ်မြန်ပါတယ်ပန်းကျဲဒီပုံစံလေးလာနေရဆိုလို့ရှိရင်ဒါလေးကိုစမ်းကြည့်ပါနော်